90နေရာသောပေါင်းဆက်သည်အေယာဝတီတိုင်းဒေသကြီးကျုံပြော်ခရိုင်ရေကြီးမြို့နယ်ပန်းဆိုင်ဝင်းကျေးရွာအုပ်စုညောင်ဝင်းကျေးရွာမှကိုသိန်းစောဦးစီးကြောင်ထားသောဥက္ကာပေါင်းဆက်ဖြစ်ပါတယ်ခင်ဗျာ90နေရာသောပေါင်းဆက်သည်အေယာဝတီတိုင်းဒေသကြီးကျုံပြော်ခရိုင်ရေကြီးမြို့နယ်ပန်းဆိုင်ဝင်းကျေးရွာအုပ်စုညောင်ဝင်းကျေးရွာမှကိုသိန်းစောဦးစီးကြောင်ထားသောဥက္ကာပေါင်းဆက်ဖြစ်ပါတယ်90နေရာသောပေါင်းဆက်သည်အေယာဝတီတိုင်းဒေသကြီးကျုံပြော်ခရိုင်ရေကြီးမြို့နယ်ပန်းဆိုင်ဝင်းကျေးရွာအုပ်စုညောင်ဝင်းကျေးရွာမှကိုသိန်းစောဦးစီးကြောင်ထားသောဥက္ကာပေါင်းဆက်ဖြစ်ပါတယ်90နေရာသောပေါင်းဆက်သည်အေယာဝတီတိုင်းဒေသကြီးကျုံပြော်ခရိုင်ရေကြီးမြို့နယ်ပန်းဆိုင်ဝင်းကျေးရွာအုပ်စုညောင်ဝင်းကျေးရွာမှကိုသိန်းစောဦးစီးကြောင်ထားသောဥက္ကာပေါင်းဆက်ဖြစ်ပါတယ်